အောင်မင်္ဂလာပါကိုဆရာတို့sorry မင်္ဂလာပါကိုဆရာတို့ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်ဒါ Premier League ပွဲစဉ်26ပြီးအမှတ်ပေးစရာအကြောင်းလေးကိုနည်းနည်းပြောအောင်ဆိုတော့ကျွန်တော်တို့ဒါအဆင့်1အသင်းအပဲစပြောလိုက်မှာပေါ့နော်ဆိုတော့ဒါမနေ့ညကဒါလန်ဒန်မှာတော့ဒါချန်ပီယံလောင်းတွေပြတုတ်ခံလိုက်ရတယ်ပေါ့ဆိုတော့Arsenal အသင်းက Brentford အသင်းရဲ့အိမ်ဝင်းကိုသွားကစားပြီးတော့တစ်ဖက်တစ်ကိုးစီတေးရလက်နဲ့ကျွန်တော်ဒါတေးတစ်မှတ်ပဲရခဲ့တယ်တကယ်တော့ဗျာ Brentford ကဒီနှစ်မှာတော်တော်လေးကောင်းပါတယ်ကျွန်တော်တို့ဒီ2026မှာသူတို့ဒါ Premier League 9ပွဲကစားပြီးရမှာ Brentford က2ပွဲပဲရှုံးတယ်4ပွဲနိုင်1ပွဲသေးရထင်တယ်ဆိုတော့ပြောချင်တာသူတို့ရဲ့နောက်ပိုင်းရလက်တွေတော်တော်ကောင်းတယ်အဲ့တော့သူတို့ကွင်းမှာအမှတ်ယူဖို့ဆိုတာတော့မလွယ်တဲ့ကိစ္စဒါပေမဲ့ Champions ကိုယူမယ်ဆိုတဲ့အသင်းအတွက်တော့ဒါတွေကဒီလိုစာမေးပွဲတွေကကြော်ဖြတ်ပြရမယ်ပေါ့ဗျာဒီလိုအတားအဆီးတွေခက်ခဲတွေကဒါပေမဲ့ထားပါဆိုတော့ဒါပွဲကြီးတဲ့လူတွေဆိုရင်သိတယ်ဗျာ Arsenal ဆိုတာကန်ကောင်းလို့ရခဲ့တဲ့တမတ်လူတော်ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ Brentford ကအနိုင်ရသွားနိုင်တဲ့ chance တွေအများကြီးရှိခဲ့တော့ပြီးတော့နောက်ထပ်ခံရခက်တာတခုကကိုယိုးနဲ့ကိုပြန်ထိုးခံရတယ်ပေါ့ဗျာသိလားကိုသူများကိုဘူလီလောက်ခဲ့တဲ့အကွက်တွေနဲ့ဒီပွဲမှာဂိုးပြန်ပေးလိုက်ရတယ်ပေါ့ကျွန်တော်တို့ဒါ set piece ကနေကျွန်တော်လက်ပစ်ဘောကနေ Brentford ကဒါဝိုင်းကြီးပတ်ဒူဝေကွက်နဲ့ Arsenal စီကခြေပါကိုသွင်း Arsenal ကိုခြေပါကိုသွင်းပြီးတော့တေးတမတ်ယူသွားတယ်ပေါ့ဆိုတော့ကျွန်တော်ဒါဒုတိယနေရာ Manchester City ကတော့ဒီတစ်ပတ်မှာ Fulham ကိုအိမ်ကွင်းမှာ 3-0 နဲ့နိုင်တယ်ဆိုတော့ဒီပွဲမတိုင်ခင်မှာ Guardiola က mind game ထည့်လိုက်သေးတယ်ဗာလဲဆိုတော့ Liverpool နဲ့ပွဲပြီးမှာဟိုဒီ Arsenal နဲ့ Manchester City နဲ့ကြားထဲမှာ6မှတ်ပြတ်နေတယ်ဒါပေမဲ့ဟိုPremier League ပွဲစဉ်က73ပွဲလောက်ကြံသေးတာဖြစ်တဲ့အတွက်အဲ့ဒီ6မှတ်ကချန်ပီယံဖြစ်ဖို့လုံလောက်ပြီလားဆိုတဲ့ပုံစံမျိုးနဲ့ပြောသွားတယ်ဗျာ Arsenal ကိုချီးကျူးတယ်လို့လည်းဟုတ်တယ်လို့တစ်ဖက်မှာလည်း mind game ထည့်သွားတယ်ပေါ့ဆိုတော့ဒါကပဲ Arsenal အသင်းပေါ်တက်ရောက်ခဲ့လာတော့မပြောရဘူးဆိုတော့ Arsenal ကဒါမနေ့ကဆိုရင်ဒါတမတ်ကိုခဲစီယူခဲ့ရတယ်ဆိုတော့ Man City ကတော့ဒီတော့မှာတက်တာ3မှတ်ယူပြီးတော့သူတို့နှစ်သင်းကြားတွေကကွာဟချက်ကို6မှတ်ကနေ4မှတ်ထိ short ချနိုင်ခဲ့ပါတယ်ဆိုတော့ okay ကျွန်တော်ဒီ3-4-5-6တစ်ချက်ကြည့်အောင်ဗီလာကအိမ်ဝင်းမှာ Brighton ကိုတကူ 1-0 နဲ့နိုင်တယ်အဆင့်3နေရာမှာပဲကျွန်တော်တို့ဒီပွဲအမှတ်ပြရပြီးတော့ကျွန်တော်ရမှ90ဆိုတော့4-5-6မှာ United Chelsea Liverpool ပေါ့ United က West Ham ကိုကန်ကောင်းပြီးတော့တေးကြတယ်ဆိုတော့ပြောရရင်တော့ United Carrick လက်ထက်မှာ United ကဒီနောက်ဆုံးမိနစ်တွေအထိတိုက်ပွဲဝင်စိတ်တဲ့ကျွန်တော်မြင်လာရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တေးတမှတ်ကိုကျွန်တော်တို့ဒါဘယ်လိုပြောမလဲရခဲ့တယ်ပေါ့ဗျာဆိုတော့ Chelsea က United နဲ့ပြောင်းမြန်သူတို့က 2-0 နဲ့နိုင်ပြီးမှကျွန်တော်တို့ဒါ 2-2 ဖြစ်သွားတယ်ဆိုတော့သူတို့တော့ဒါနစ်နာခဲ့ရတယ်ပေါ့တစ်ဖက်မှာ Liverpool ကတော့ကျွန်တော်တို့ဒါ Sunderland ကွင်းမှာကျွန်တော် Sunderland ဒီယာဒီသူတို့ရှုံးပွဲမရှိသေးတဲ့အိမ်ကွင်းမှာ Liverpool ကပထမဦးဆုံးရှုံးပွဲရတာကိုကျွန်တော်တို့ဒါမြည်ဆန်းပေးနိုင်ခဲ့တယ်ပေါ့ဗျာဆိုတော့ဒါLiverpool က 0-1 နဲ့နိုင်တယ်ဆိုတော့လက်ရှိမှာ4-5-6 position အတွက်တော့ကျွန်တော်တို့ United က45မှတ်ပြီးတော့ Chelsea က44မှတ် Liverpool က42မှတ်ကျွန်တော်တို့ဒီ United နဲ့ Chelsea ကတော့ပွဲစဉ်25အပြီးအတိုင်းပဲပြောင်းလဲမရှိဘူး Liverpool ကတော့ကျွန်တော်ဒီပွဲမှာနိုင်ပွဲရယူနိုင်ခဲ့ပြီးတော့ဒီအဆင့်3နေရာအတွက်အမှတ်ကွာဟချက်ကို short ချနိုင်ခဲ့တယ်ပေါ့ဗျာဆိုတော့ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ရက်တီမှုတွေကအခုဒီတိုင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီတစ်ပတ်စိန်တင်းဝင်မှာတော့ Premier League ပွဲတွေမရှိဘူး FA ပွဲတွေကစားရမယ်ဆိုတော့ United ကတော့ FA ဖလားထွက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်နောက်တစ်ပတ်စိန်တင်းဝင်မှာ Everton နဲ့ကန်ရမှာဖြစ်ပါတယ်ဆိုတော့ကိုဆရာတော့ဘယ်လိုမြင်ပါလဲဝင်ပြီးဆွေးနွေးတော့ပါ